မင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းလေးတစ်ပုဒ်ဆိုပြတယ်ရှင်းတစ်ပုဒ်ဆိုဖို့အတွက်ကိုတော်တော်လေးကိုခက်ခဲအချိန်ပေးခဲ့ရတယ်ပြင်ပန်း3ရက်လောက်ဆိုပြီးတော့မှဒီနေ့မှပြီးတာပါလို့အဲ့သချင်းတစ်ပုဒ်ဆိုဖို့အတွက်ကိုသချင်းကိုလေးစားတန်ဖိုးထားတယ်သချင်းရဲ့ဂုဏ်သိက္ခာကြီးရဲ့အတွက်ကြောင့်မလို့ကျွန်တော်အတော့စားတွေဖြတ်တယ်ညဘက်ဆိုင်တီးတာကိုနေ့တိုင်းရှိတဲ့ခါကျတော့ပြင်ပန်းလာပြီးတော့စောစောအိတ်တယ်အဲ့လိုမျိုးအားရှိအောင်နေပြီးတော့မှတီဆိုခဲ့တာဒီနေ့တော့ပြီးတော့ပါပြီအပူလုံးကြီးတစ်ခုကြာသွားသလိုတော့ခံစားရတယ်ဝမ်းပြောင်းတော့ဗောနော်ဒီချင်းလေးကိုလက်ဆောင်ပေးတဲ့တီးကြီးကိုဝင်းဘူဟင်းကိုကျေးဇူးတင်ပါတယ် Louis Win လို့လဲသူ့ရဲ့အကောင့်မှာရေးထားတာလေးကျွန်တော်တွေ့တယ်သူကတော့ professional တီးကြီးတီးဆူဗောနော်ချင်းလဲဆူတယ်တကယ်လူတော်တယောက်ပဲသူကဒီချင်းလေးကိုကျွန်တော်ကိုလက်ဆောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီချင်းလေးကို Area Studio မှာကျွန်တော်သွင်းပါတယ်ပြီးတော့တီးပေးတဲ့ညီကိုတွေအပန်တီးထားပေးတာပေါ့နော်ပြီးတော့အဲ့တုန်းကdrum ကိုကြတော့ကျွန်တော်တို့ music land မှာတီးတယ် music land မှာဦးဝင်းစောဦး studio ပေါ့နော်အသက်ပန်းဆရာစီသူပါကျွန်တော်တို့ကိုအမြဲတမ်းကူညီတယ်ကျေးဇူးတင်ပါတယ်ဒီချင်းလေးအဖြစ်ကျေးဇူးတင်တယ်ဒီချင်းလေးကိုအသက်ဝင်အောင်ကျွန်တော်ကြိုးစားနေပါတယ် harmony app ဖို့အတွက်ချင်းလုံးနေရင်းနဲ့အမတ်တရားဖွင့်ပြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရင်လိုလောက်ခံသွားတဲ့အချိန်လေးခဏဖြူစင်သွားပြောင်းလေးသိချိုးလုံးနဲ့ခေတဲ့ဆွဲအောင်ပြူစားသွားခဲ့လေသလားမပြောပြသေးတဲ့စကားလုံးများတော့ခံထားဖို့ငါကြိုးစားခါပြီးမှရုံရတွေ့ချိန်တိုင်းမှာငါယူသွားတယ်မင်းမမသိနိုင်တာဘုံတော်မလေးကြောက်တဲ့ကောင်းမလေးရဲ့We got a chimney, Kalili, Millie Mondi, the Doma, Machito, that's some shimmy, not yet they go quick. Oh, see, I'm only being what you do. I'm okay, shimmy, hey, yeah, love ya, no Sunday. Me only viene, what's your money? Me no love, Dago me can't quit. I take a look at who we got it to me. Don't we little people quit? Clearly, what's your money? Me what you did, Dago beyond the me. Ain't you love ya no certain me